သူဟာဘာကိုမှထိစရာမလိုပဲအော်တန်တစ်ချက်တည်းနဲ့ဘယ်ရာဝတ္ထုမှမဆိုအပေါက်ဝိုင်းလေးတွေဖောက်နိုင်ပါတယ်ဒါဟာမော်ပညာမဟုတ်ပါဘူးသူတို့မိသားစုမျိုးဆက်အလိုက်လက်ဆင့်ကမ်းလာတဲ့ရှိုးဝက်စမ်းကြဲတဲ့စွမ်းအားတစ်ခုပါအဖိုးဖြစ်သူကပြင်ပလူတွေရှေ့မှာဘယ်တော့မှမပြဖို့ပြင်းပြင်းထန်ထန်သတိပေးခဲ့ပါတယ်ဒါပေမဲ့သူကတော့ဒီလိုအသုံးမကျတဲ့စွမ်းအားဟာသူငယ်ချင်းတွေရှေ့မှာကြွားယုံကလွဲလို့ဘာအသုံးဝင်မှလဲလို့နားမလည်ခဲ့ပါဘူးဒီနေ့မှာဆီယာမကသူ့ရဲ့မျိုးရိုးနာမည်ကိုမတော်တဆသိသွားပြီးသူ့ရဲ့နောက်ခံအကြောင်းတွေကိုအသေးစိတ်ပြောပြခဲ့တဲ့အထိပါပဲတကယ်တော့သူ့မိသားစုဟာအလွန်ရှိုးဝက်စမ်းကြဲတဲ့ရှေးဟောင်းမိသားစုတွေကတခုဖြစ်ပြီးအဖေမထွက်သေးတဲ့ဖဟေတီများစွာကြံရစ်ခဲ့ပါတယ်တကယ်တော့ဒီအကြောင်းတွေကိုသူကိုယ်တိုင်တောင်မသိပါဘူးဒါပေမဲ့ဆီယာမကဘယ်ကနေသိလာတာလဲသူ့ကိုပိုအံ့သားစေတာကဆီယာမလက်ထဲကဓာတ်ပုံတွေကလူဟာသူ့ကိုပြောပြတတ်တဲ့ရင်းနှီးမှုမျိုးခံစားရစေပြီးတွေးသားတော်ဆက်တဲ့ဆွေမျိုးတယောက်လိုပါပဲဆီယာမကဓာတ်ပုံတွေကလူဟာသူတို့တက္ကသိုလ်ကတမိုင်းပါမောက်ခဖြစ်ပြီးနံဝင်နဲ့မျိုးရိုးနာမည်တူတယ်လို့ပြောပါတယ်ဒါပေမဲ့ဇာတိကိုတစ်ခေါက်ပြန်သွားပြီးနောက်ရှိုးဝက်စွာပျောက်ဆုံးသွားခဲ့ပြီးအခုထိသတင်းစာအနာမရသေးပါဘူးဆီယာမကနံဝင်နဲ့ပျောက်ဆုံးနေတဲ့ပါမောက်ခဟာမိသားစုတစ်ခုတည်းကဖြစ်နိုင်ပြီးတွေးသားတော်ဆက်မှုရှိနိုင်တယ်လို့တန်ရဲရှိနေပါတယ်ဆီယာမကသူ့ကိုပါမောက်ခအကြောင်းစုံစမ်းပေးဖို့အကူအညီတောင်းခဲ့ပါတယ်တန်တရားတွေရှိနေပေမဲ့သူပြန်ရောက်တဲ့အခါအမေဖြစ်သူစီဖုန်းဆက်ခဲ့ပါတယ်ဒါပေမဲ့အမေကလည်းမိသားစုအကြောင်းတွေကိုသိမသိပါဘူးဘာလို့လဲဆိုတော့သူတို့မိသားစုရဲ့ဒီနွယ်ဟာသူ့အဖိုးလက်ထက်ကလေးကဇာတိနဲ့အဆက်အသွယ်ပြအတောက်သွားခဲ့လို့ပါအခုတော့အဖိုးကကွယ်လွန်သွားပြီဖြစ်လို့ဘသူကိုမေးရမှန်းသူမသိတော့ပါဘူးတမိုင်းမှတ်တမ်းတွေအရနံဝင်ရဲ့ဘိုးဘေးတွေဟာဝေးလံခေါင်ဖျားတဲ့မာယူကာမိရွာမှာနေထိုင်ခဲ့ကြပါတယ်လူဦးရေနှစ်ရာကျော်ပဲရှိတဲ့ရွာငယ်လေးဖြစ်ပေမဲ့စစ်ပွဲတစ်ခုမှာပြင်ပရန်သူ3000ရဲ့ကျူးကျော်မှုကိုတယောက်မှထိခိုက်ဒဏ်ရာမရဘဲခုခံနိုင်ခဲ့ပါတယ်တမိုင်းစာအုပ်ထဲမှာမှတ်တမ်းတင်မထားရင်နံဝင်ကဒါကိုဒနာရီပုံပြင်လို့ပဲထင်မိမှာပါနောက်တစ်နေ့မှာဆီယာမရဲ့တောင်းဆိုချက်အရသူဟာသူ့ရဲ့စွမ်းအားကိုပြသခဲ့ပါတယ်ဆီယာမကပါမောက်ခရဲ့အခန်းထဲကနေရှာတွေ့ခဲ့တဲ့ဖန်ပိုလင်းကိုထုတ်ပြခဲ့ပါတယ်။အဲ့ဒီပေါ်ကအပေါက်ဟာသူဖောက်တဲ့အပေါက်ထက်တီးတီးတာတာပိုကြီးနေပါတယ်။ပျောက်ဆုံးနေတဲ့ပါမောက်ခကိုရှာဖို့သူတို့ဟာမာယူကာမိရွာကိုတွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာသတင်းထဲမှာမာယူကာမိမှာထိတ်လန့်စရာလူတက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းကြေညာနေတာကိုသူတို့မသိခဲ့ကြပါဘူး။အသက်50နှစ်အရွယ်စောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ကိုသူ့ကုမ္ပဏီထဲမှာတေဆုံးလျက်တွေ့ရှိခဲ့ပြီးကုမ္ပဏီရဲ့မန်ပေါ်မှာလည်းကြီးမားတဲ့အပေါက်ဝိုင်းကြီးတဲ့ခုရှိနေပါတယ်။သူတို့အဖွဲ့ဟာဒေသခံတွေစီမှာလိုက်လံစုံစမ်းခဲ့ကြပါတယ်။ပြတိုက်ကိုရောက်တဲ့အခါနန်ဝန်ဟာအဲ့ဒီကတန်ချက်ကအင်ဂျီတိုင်းမှာထူးဆန်းတဲ့အပေါက်ဝိုင်းလေးတွေရှိနေတာကိုတွေ့ခဲ့ပါတယ်။ဒေသခံတွေကိုးကွယ်တဲ့အမတ်အသားထဲမှာလည်းအနက်ရောင်အပေါက်ဝိုင်းတစ်ခုရှိနေပါတယ်။ဒီနှစ်ခုကြားမှာပြောပြတတ်တဲ့ဆက်နွယ်မှုတစ်ခုရှိနေပုံရပါတယ်။သတင်းချက်အလက်စုံစမ်းဖို့နန်ဝန်ဟာစားတောက်ဆိုင်တစ်ခုကိုရောက်သွားပြီးအနောက်ကပွဲတော်ကျင်းညာချက်ကိုမတော်တဆမြင်လိုက်ပါတယ်။ရဲ့အနေငယ်အကြမှာဒီမှာတာနာပါတာပွဲတော်ကျင်းပြမယ်လို့ဆိုပါတယ်။ဒါပေမဲ့အခုကဇွန်လပဲရှိသေးတယ်တာနာပါတာပွဲတော်ကမရောက်သေးပါဘူး။အဲ့ဒီအချိန်မှာစားပွဲထိုးမျိုးသမီးလေးတစ်ယောက်ရောက်လာပြီးနန်ဝန်ရဲ့စိတ်ထဲမှာအဲ့ဒီလိုခံစားချက်မျိုးထပ်မံပေါ်ပေါက်လာပြန်ပါတယ်။နောက်ဆုံးအချိန်ဒီလိုခံစားခဲ့ရတာကဆီယာမလက်ထဲကဓာတ်ပုံကိုမြင်လိုက်ရတော့ကပါမင်းကလေးကသူတို့စီကတာနာပါတာပွဲတော်ဟာတခြားနေရာတွေနဲ့မတူပဲနှစ်စဉ်ဇွန်လမှာကျင်းပတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။စကားစမြည်ပြောနေတဲ့တကြီးရဲ့အိုတချို့စီကနေပွဲတော်အတွင်းပျောက်ဆုံးနေတဲ့ပါမောက်ခနဲ့ပတ်သက်တဲ့သတင်းတွေရှိနိုင်ကြောင်းသူကြားလိုက်ရပါတယ်။သူငယ်ချင်းဖြစ်သူကစိတ်ဝင်စားနဲ့တွားရောက်ဆောင်